camera တစ်လုံး speaker တစ်ပေါက် battery 3000ကျော်2026မှာပေါ့နော်ဒီလိုဖုန်းမျိုးဝယ်ကိုင်ဖို့ဆိုတော့တော်ရုံတက်တည်နေရမင်္ဂလာပါတိကျကျဆိုပါကျွန်တော်တို့တိုင်လာပါခင်ဗျားဆိုဒီလိုဖုန်းမျိုးကို340ကျော်350နီးပါးပေးဝယ်လားဆိုတော့တချို့သော specification ဘိုင်းရကြည့်မယ်ဆိုလို့ရှိရင်လုံးဝဝယ်ချင်စရာမရှိတဲ့ဖုန်းတစ်လုံးပေါ့နော်ဆိုတော့လူတို့ရှင်းပြောရရင်ပေါ့နော်ဒီ iPhone Air မှာအားနည်းချက်3ချက်ရှိတယ်ကျွန်တော်အခုပြောရမယ့်အချက်3ချက်ကလွဲရင်ကျန်တဲ့အချက်တွေကအကုန်နီးပါးကောင်းတယ်speaker တစ်ပေါက်ပဲပါတယ်ဆိုတော့2026မှာ mono speaker ဆိုတာကဟာတာပဲအမှန်တမ်းပြောရရင်တော့ဖြစ်မှမဖြစ်နိုင်တာပေါ့နော်ဒီ speaker တစ်ပေါက်ပါတဲ့ဖုန်းကိုဘာလို့ဝယ်ကင်မှာလဲပေါ့သူရဲ့ mono speaker ပေါ့နော်အပေါ်ဘက် earpiece မှာပဲပါတာအောက်ဘက်မှာမပါဘူးဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ပုံမှန်လင်းပြောရရင်ဒီအချက်ကိုလက်ခံနိုင်တယ်ဘာလို့လဲဆိုလို့ရှိရင်ပေါ့နော်ဖုန်းနဲ့ဗီဒီယိုကြည့်ရတွေ game ဆော့ရတွေကမရှိတော့ရှာတယ်သူကပြကျွန်တော် reels တွေ short တွေ TikTok တွေအသုံးများတယ်ဆိုလို့ရှိရင်ဒီ earpiece က speaker တစ်ပေါက်နဲ့အလုပ်ဖြစ်တယ်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးခင်ဗျား game တွေဆော့တယ် YouTube တွေကြည့်ရဒီ landscape ပေါ့နော်ဖုန်း landscape ကိုထားပြီးဗီဒီယိုတွေကြည့်ရဆိုလို့ရှိရင်လုံးဝအဆင်မပြေဘူးခင်ဗျားဘယ်ဘက်နောက်တစ်ဖက်ကပဲကြားပြီးတော့ညာဘက်နောက်တစ်ဖက်ကပိတ်တယ်အဲ့လိုခံစားနေရမယ်ပေါ့နော်ဆိုတော့ကျွန်တော်အတွက်ကတော့ပေါ့နော် speaker ကကျွန်တော်ဖုန်းမှာတိတ်နားမထောင်ဖြစ်တဲ့အတွက်ဒီအားနည်းချက်ကိုကျွန်တော်လက်ခံပေးလို့ရတယ်ခင်ဗျားမှာပေါ့နော် entertainment အတွက်တခြား laptop တွေ tablet တွေ PC တွေရှိမှဆိုလို့ရှိရင်ဒီလို speaker တစ်ပေါက်ပဲပါတဲ့ဖုန်းမျိုးကဝယ်ကင်လို့အဆင်ပြေမှာပါဒါပေမဲ့လည်းပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ် speaker တစ်ပေါက်ကပါတဲ့တယ်အဲ့ဒါကြောင့်လည်းကျွန်တော်အားနည်းချက်တွေထည့်ထားတာပေါ့နော်ဆက်ပြောရရင်ပေါ့နော် YouTube တွေဗီဒီယိုတွေကြည့်ဖို့ဆိုတာကပေါ့နော်ချိန်ကြာကြည့်ဖို့ဆိုတာက battery ခံမှလည်းအဆင်ပြေမှာbattery 3000ကျော်ပဲပါတယ်ဆိုတော့ကျွန်တော်အခုသုံးကြည့်ရတော့ပြောရရင်ပေါ့နော် battery ကိုခြွေသုံးရတယ်စိတ်ထဲမှာကိုကဒီကောင်းမှာ battery 3000ပဲပါတယ်ငါအရင်သုံးလို့မဖြစ်ဘူးဆိုတော့အတွေးကြီးကကောင်းထဲမှာအမြင်ရှိရပေါ့နော်ဒါပေမဲ့ပေါ့နော်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဖုန်းကို heavy သုံးတာမဟုတ်ဘူးပေါ့နော် social media နည်းနည်းသုံးတယ် YouTube နည်းနည်းကြည့်တယ်ကျွန်တော် reels တွေပါညာနည်းနည်းကြည့်ရပေါ့နော်အဲ့လောက်ပဲသုံးတာများတယ်အားသွင်းတာကလည်းပေါ့နော် 50% ကိုကျွန်တော်တို့နိုင်ဝက်လောက်အားသွင်းရတယ်ပေါ့နော်အားသွင်းတာတော့အဲ့လောက်ကြီးပြဿနာတော့မရှိပါဘူးအဓိကတော့ battery နည်းနေရပါတော့ဆိုတော့ပေါ့နော်ပြောချင်တာကဖုန်းကိုပေါ့ပါပဲသုံးမယ်ဆိုရဲလူတွေအတွက်ပဲအဆင်ပြေပါ2026မှာကင်မရာတစ်လုံးပဲပါတဲ့ဖုန်းကင်ခိုင်းမယ်ဆိုရင်ကင်မလားသူ့မှာ ultra wide မပါဘူး telephoto မပါဘူးဆိုတော့ကျွန်တော်ရိုက်ခဲ့တဲ့ပေါ့နော်နောက်ဆုံး Google Photo ကပုံ100ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပုံ80ကျော်လောက်က main lens နဲ့ရိုက်ထားတဲ့ပုံပြီးရင်နောက်ပုံ15ပုံလောက်က tele နဲ့ရိုက်ထားတဲ့ပုံ ultra wide ဆိုလို့ရှိရင်3-4ပုံလောက်ပဲပါတယ်ပေါ့နော်မရှိသလောက်ရှာတယ်ဆိုတော့ပြောချင်တာပေါ့နော်ကျွန်တော်အတွက်တော့တာမန်အနေထားမှာဆိုလို့ရှိရင် ultra wide နဲ့ tele နဲ့ကမလို့လိုမှာမဟုတ်ဒီတိုင်းပွက်ရရှုပ်ပဲဒီတိုင်းရိုက်တယ်ဘာညာပဲဆိုတော့မလိုဘူးဒါပေမဲ့လိုလာမဲ့အချိန်ကြီးရှိနိုင်တယ်ဥပမာခရီးထွက်တဲ့အခါမျိုးတွေဒီပွဲပါရဲသွားတဲ့အခါမျိုးတွေဆိုတော့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင် telephoto lens ကိုတော်တော်လွမ်းမိမယ်ထင်တယ်စဉ်းစားကြည့်ပြဆိုတော့ခရီးပါထွက်တဲ့အခါမျိုးမှာဒီများဖုန်းတွေက zoom ဆွဲပြီးတော့အဝေးကြီးကရှူပင်းတွေကိုရိုက်နေတဲ့အချိန်ပုံဖုန်းက zoom ဆွဲလို့မရဘူးเนาะအဲ့လိုခံစားချက်မျိုးကဖြစ်ဖို့ဖြစ်မှာသိကြတယ်ပေါ့နော်ပြီးတော့ပေါ့နော် tele lens တွေကအခုချိန်ခက်စားနေတဲ့အချိန်ပေါ့နော်ဖုန်းတွေကအပြိုင်ဆိုင်ကိုပို့ပြီးကောင်းလာကြတယ်ပေါ့နော် tele lens တွေနေရာမှာဆိုတော့ iPhone Air ပေါ့နော်အဲ့လိုဖုန်းမျိုးတွေနဲ့ရှင်မြန်ဆိုလို့ရှိရင်တော့တော်တော်လေးအားနည်းနေပါပါဟုတ်ပြီဆိုအားနည်းချက်ကဒီလောက်ပဲပေါ့နော်ဆိုတော့သူ့မှာကောင်းတဲ့အချက်တွေလည်းရှိရပေါ့နော် display ပိုင်း chipset OS အပိုင်းနဲ့ဒီ hand feeling ပိုင်း chipset က A19 Pro သုံးထားတယ် chipset ကောင်းတယ်ဒါပေမဲ့အဲ့ chipset ကောင်းကိုအသုံးချဖို့အတွက်သူ့မှာလုံလောက်တဲ့ battery ပမာဏပါမလားဘူးဒီ display ပေါ့နော် display က 6.5 120Hz ကျွန်တော်တို့ iPhone ရဲ့ typical high end flagship quality အတိုင်းပဲပေါ့နော်အဆုံးတစ်ခုကတော့ဒီဖုန်းရဲ့ selling point ဖြစ်တဲ့ပေါ်တာပါတာဆိုတော့ပေါ့နော်အမှန်တမ်းပြောရင်ပေါ့နော်ဒီ
ဒီ iPhone X ကဖုန်းကန်ရတဲ့ experience ကိုပတ်စံပေးပြီးဝယ်တယ်လို့ဖြစ်တယ်ဆိုတော့ဖုန်းကိုမကြည့်ဘဲနဲ့ specification ဘိုင်းရပဲဝယ်မယ်ဆိုလို့ရှိရင်ဒီဖုန်းကတစ်သက်လုံးဝယ်ဖြစ်မဲ့အထဲမပါဘူးသိကြတယ်ခင်ဗျားကဖုန်းကိုပို့ပါကန်ကျင်တယ်ပြီးရင်ကျွန်တော်စောစောကပြောခဲ့တဲ့အားနည်းချက်3ချက်ကိုလည်းလက်ခံနိုင်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကလုံးဝဝယ်တဲ့အထဲမှာပါတယ်ကျွန်တော်စောစောပြောခဲ့အားနည်းချက်3ချက်ထဲမှာကျွန်တော်အတွက်ကဒီ speaker တစ်ပေါက်ကလုံးဝလက်ခံလို့ရတဲ့အချက်ပေါ့နော်ကျွန်တော်တို့လုံးဝအရေးမကြီးဘူးအနည်းပြောရင် battery battery ကတော့ကျွန်တော်တို့အနေအချင်းပေါ့နော်ဆိုတော့တချို့နေရာတွေမှာအဆင်ပြေမယ်တချို့နေရာတွေအတွက်အဆင်မပြေဘူးဒါပေမဲ့လက်ခံပေးလို့ရလားလို့မေးရင် maybe ကျွန်တော်ဖုန်းကို screen time short သုံးလို့ရတယ် battery ခန့်အောင် short သုံးလို့ရတယ်ဆိုတော့ဒါလည်းရသေးခက်တာကနောက်ကင်မရာနှလုံး ultra နဲ့ tele မပါတာကခင်ဗျာဘာမှလုပ်လို့မရဘူးပြီးရင်ပေါ့နော်ဒီ tele lens ဆိုပါလို့ထည့်လိုက်ပြီဆိုလို့ရှိရင်လည်းဖုန်းကဒီထက်ပိုထူပြီးတော့ပိုလေးပါမယ်ပြေးကြတယ်ဆိုတော့ဘာလို့လဲဆိုတော့ tele lens ဖြစ်နေလို့ပေါ့နော် Samsung တော့သူ့ရဲ့ S25H မှာဒီ main နဲ့ ultra wide နဲ့ပဲထည့်ပြီးထားရပေါ့နော် tele lens မပါဘူးဆိုတော့ပေါ့နော်ခင်ဗျာပေါ့ပါဖုန်းကိုင်နေနေဆိုလို့ရှိရင်တော့ tele lens ကိုတော့ပေးဆက်ရလိမ့်မယ်ကျွန်တော်အတွက်ကတော့ပေါ့နော်တချို့သောနေရာတွေရောက်ရင်1 minute မှာတေးချပါပဲ